နှိုးဆက်တွေနာရီတွေမပေါ်ခင်တုန်းကလူတွေကိုအချိန်မှနှိုးပေးဖို့လူနှိုးဆက်တွေရှိခဲ့တယ်ဆိုတာကိုသိယုံနိုင်မလား19ရာစုနှစ်အင်္ဂလန်နဲ့အိုင်ယာလန်မှာနော့ကာအပါလို့ခေါ်တဲ့အလုပ်ကိုင်တစ်ခုရှိခဲ့ပါတယ်။သူတို့ဟာဒုရှည်ကြီးတွေနဲ့ပတင်းပေါက်တွေကိုလိုက်ခောက်ပြီးလူတွေကိုအိယာကနေလာနှိုးပေးခဲ့ကြရတာပါ။တချို့ဆိုရင်ပဲဆွေတွေကိုပြိုနှဲမှုတ်ပြီးပတင်းပေါက်ကိုမှန်အောင်ပစ်ပြီးနှိုးကြတာပါ။နှိုးဆက်တွေဈေးပေါ်နဲ့မရနိုင်သေးခင်အထိဒီလူနှိုးဆက်တွေကပဲမြို့နေလူထုကိုအလုံးနောက်မကျအောင်ကူညီပေးခဲ့တာပါဆက်နဲ့လုပ်တဲ့နှိုးဆက်နာရီကိုတော့1988ခုနှစ်မှာလာဗီဟတ်ချင်ဆိုသူကတီထွင်ခဲ့တာပါဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနာရီကမနက်4နာရီမှာပဲညီအောင်လုပ်ထားလို့ရပြီးတခြားအချိန်တွေကိုပြောင်းလို့မရခဲ့ပါဘူးအခုဆိုရင်တော့ဖုန်းလေးတစ်ချက်နှိပ်ရုံနဲ့ကြိုက်တဲ့အချိန်နှိုးဆက်ပေးလို့ရနေပါပြီ။နောက်ထပ်ဘယ်အရာတွေရဲ့မူလအစကိုသိချင်သေးလဲ The Origin ကို follow လုပ်ထားဖို့မမေ့နဲ့နော်။